ကနန်းဘူးတွေကိုမကြခဏမထင်မှတ်ပဲမြင်ဘူးကြတယ်မလားအားလုံးမင်္ဂလာပါ YNK Channel မှာကြိုဆိုပါတယ်အဲ့လိုကနန်းဘူးလေးတွေကို Angelus number လို့ခေါ်ပါတယ်ဥပမာ1-3လုံး2-3လုံး1-4လုံး2-4လုံးစသဖြင့်ကနန်းဘူးတွေကိုဆိုလိုတာပါအထူးသဖြင့် Digital နိုင်တွေကားလိုင်စင်ဆိုင်ကယ်လိုင်စင်တွေမှာအမှတ်မထင်တွေ့ရတတ်ပါတယ်ခင်ဗျာနိုင်တွေမှာပဲတွေ့ရတတ်တာမျိုးမဟုတ်ပဲဖုန်းနံပါတ်တွေကားနံပါတ်တွေမိတိနေရာမှာတွေ့ရသည်ဖြစ်ပါအမှတ်မထင်တွေ့လိုက်ရတဲ့အချိန်မျိုးကိုဆိုလိုတာပါခင်ဗျာတမင်တကာအဲ့ဒီကနန်းအပူးတွေမြင်ချင်လို့ဆိုပြီးစောင့်ကြည့်နေတာမျိုးကိုဆိုလိုခြင်းမဟုတ်ပါရုတ်တရက်မထင်မှတ်ပဲမြင်လိုက်ရတဲ့အချိန်ကိုပဲနမိတ်ပြတယ်လို့သတ်မှတ်တာပါခင်ဗျာဟုတ်ကဲ့ပါအဲ့လိုနံပါတ်မျိုးကိုမြင်တွေ့လိုက်ရပြီဆိုရင်တော့ကိုယ့်ရဲ့ကိုးဆောင်နဲ့ကိုယ့်ရဲ့အဆောင်လျှောက်ကကိုကိုနမိတ်စကားတတိပေးစကားပြောချင်တာ